ဒီနေ့ကတော့လက်တွေ့လုပ်ငန်းခွင်မှာများပြားလာတဲ့ cash and bank တွေကိုပေါ့နော်ရှင်းလင်းစွာစာရင်းသွင်းနိုင်ဖို့အတွက်အကောင်းဆုံး cash book creation တစ်ခုကိုcash book creation တစ်ခုကိုမျှဝေချင်တယ်ပေါ့နော်အဲ့တော့ကျမတို့ဒီကအရင်တော့ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီ cash တွေဆိုလို့ရှိရင် company တွေမှာဆိုရင် cash တွေကရိုးရှင်းတယ် cash book တစ်ခုလောက်ပဲပေါ့နော် cash book တစ်ခုလောက်ပဲကိုကသုံးတယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ cash creation ကရိုးရိုးရှင်းရှင်းလေးပေါ့နော်ဥပမာကျမတို့ဒီ date ကလေးတွေပေါ့နော်date ကလေးတွေနောက်တစ်ခါ reference number ကလေးတွေเนาะကျမတို့ဒီမှာလဲဆိုလို့ရှိရင်debit voucher credit voucher အပေါ်မှာပါနေတဲ့ဟာလေးတွေတိုင်ထောင်လိုက်ရပြီပေါ့နော် CRIBT เนาะ distribution လေးတွေ in out balance ဆိုပြီးတော့ဒီလိုပုံစံမျိုးလေးကျမတို့ထောင်လိုက်ရပြီပေါ့နော်ဒါအရင်တော့ကရိုးရှင်းတဲ့ပုံစံပေါ့နော်အခုနောက်ပိုင်းကျတော့အဲ့လောက်ကြီးမရိုးရှင်းတော့ဘူးပေါ့နော်ဒီသုံးရတာတွေကဒီဘဏ်တွေများလာမယ် cash တွေဆိုလို့ရှိရင်လည်း currency တွေအများကြီးတွေဖြစ်လာမယ်ဆိုရင်တော့အခုပြထားတဲ့ဒီပုံစံလေးကသိပြီးတော့အသုံးမတည့်တော့ဘူးပေါ့နော်ဒါပေမဲ့သုံးမတည့်တော့ဘူးဆိုပေမဲ့လို့ဒီပုံစံလေးကိုပဲဒီမှာပေါ့ဘဏ်လေး3-4ခုလောက်ရှိတယ်ဆိုလို့ရှိရင်တော့ဒီမှာသူ့ရှိလေးနေနဲ့တစ်ခုချင်းစီလိုက်ထည့်ရင်တော့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုထည့်တဲ့အခါကျတော့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့ဒီရက်တရက်မှာပေါ့နော်ဒီတရက်မှာဘဏ် cash တွေလည်းသုံးတယ်ဘဏ်တွေလည်းသုံးတယ်ဆိုလို့ရှိရင်transition တွေကိုတစုတစည်းတည်းဒီမှာမမြင်ရဘူးပေါ့နော်ကျမတို့က transition တွေကိုတစုတစည်းတည်းမြင်ချင်တဲ့ပုံစံမျိုးလေးကျမတို့ creation လုပ်မှာပေါ့နော်ဘာကြောင့်လဲဆိုရင်ဥပမာဆိုလို့ရှိရင်ကျမတို့က reference number တွေကြံလားမကြံလားစစ်လို့ရမယ်ပေါ့ဒီမှာဆိုလို့ရှိရင်တော့ तू ကဒီ sheet တစ်ခုချင်းစီဖြစ်တဲ့အတွက်ဒီမှာလဲ reference number တွေကြည့်မယ်ပြီးရင်ဒုတိယ sheet မှာလဲသွားကြည့်တခြားနောက်ဘဏ်တွေမှာသွားကြည့်မယ်ပေါ့နော်အဲ့တော့နှစ်ဘဏ်သုံးဘဏ်လောက်ကတော့เนาะဘဏ်နှစ်ဘဏ်သုံးဘဏ်နဲ့ cash book တစ်ခုလောက်ကတော့ပြဿနာမရှိပေမဲ့အခုခေတ်မှာဆိုရင်ဘဏ်တွေမှာဆိုရင်လည်း currency မျိုးစုံနဲ့ဘဏ်အကောင့်တွေဖွင့်ထားကြတာဆိုတော့ကုမ္ပဏီကြီးမယ်ဆိုရင်ပေါ့နော်အဲ့တော့ဒီ software နဲ့သုံးနေတဲ့သူတွေကတော့ပြဿနာမရှိဘူးပေါ့နော်ဒါပေမဲ့တခါတလေကြားလို့ရှိရင် software သုံးနေနဲ့ Excel နဲ့ဒီ cash book ကိုထိန်းထားတာတွေလည်းရှိတဲ့အခါကျတော့အဲ့လိုမျိုးတွေထိန်းမယ်ဆိုလို့ရှိရင်တော့ကျမတို့အခုကျမပြမယ် creation ဒီ cash book creation ဟာအများကြီးသုံးတက်မယ်လို့မျှော်လင့်ပါတယ်ပေါ့နော်အဲ့တော့ကျမကဒီမှာပေါ့နော်ဒီဟာလေးကိုလည်းကျမမလုပ်ပေးဖြစ်တာတော်တော်ကြာပြီပေါ့နော်ဒီ YouTube လေးကိုမလုပ်ပေးဖြစ်တာတော်တော်ကြာပြီဘာဖြစ်လို့လဲဆိုတော့ကျမဒီ accounting နဲ့ပတ်သက်တဲ့ on job training တွေသင်နေတာဖြစ်တဲ့အတွက်ဒီ video လေးတွေမရိုက်ဖြစ်ဘူးပေါ့နော်အခုမှရိုက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျမတို့ဆိုရင်ကျမဒီဟာလေးကိုကျမဘာလို့သုံးမလဲဆိုရင်ဒီ file လေးတစ် file လုံးကိုကျမ cash and bank လို့သုံးမယ်ပေါ့နော်အဲ့တော့ကျမဒီနေရာမှာကျတော့ဒီ bank name တွေပေါ့နော်ကျမကဘာတွေသုံးမလဲဆိုရင် advanced excel သုံးထားမှာဖြစ်တဲ့အတွက်ဒီနေရာလေးမှာကျမက summary လေးပေါ့နော် summary လေးကျမသုံးမယ်ပေါ့နော် summary လေးကျမဒီနေရာမှာထည့်မယ်ဆိုတော့ကျမကဒီနေရာမှာ creation လုပ်မယ်ပေါ့အဲ့တော့ဒီနေရာလေးမှာကျမကဘာလေးထားမလဲဆိုကျမက bank code နဲ့ထားမယ်အဲ့တော့တချို့ software တွေမှာဆိုလို့ရှိရင်ပေါ့နော် software တွေမှာဆိုရင်တော့ तू က bank code ကိုနံပါတ်ကလေးနဲ့ထားမှာပေါ့နော်ကျမကဒီနေရာမှာbank code လို့ပြောရင်bank ID လို့ပြောရင်ပေါ့ဗျာနော်ပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာ bank account number ပေါ့နော် account number ထည့်လဲရတယ်ထည့်ရင်တော့ပိုကောင်းတယ်ပေါ့နော် account number တွေကြာလို့ရှိရင်ကျမတို့မှာလည်းAYA ဆိုလို့ရှိရင် saving account တွေ current account တွေဒါတွေအများကြီးရှိနေတာဆိုတော့အဲ့လိုထည့်ခြင်းလည်းရတယ်ပေါ့နော် saving တို့ current တွေရှိတယ်ဆိုရင်လည်း account number တွေထည့်ထားရင်ပိုကောင်းတယ်နောက်တစ်ခါကျတော့ကျမဒီနေရာမှာ opening ထားမယ် in ထားမယ်ပြီးရင် out ထားမယ်เนาะ out ထားပြီးတော့ဒီနေရာလေးမှာကျမကဘာလုပ်မလဲဆိုလို့ရှိရင် currency 2မျိုးထားမှာပေါ့နော် currency 2မျိုးမြန်မာကျပ်နဲ့ USD အခုကျမကမြန်မာကျပ်နဲ့ USD ကိုပဲကျမအဓိကထားပြီးပြသွားမယ်ပေါ့နော် other currency ရှိရင်တော့ထပ်ထည့်ပေါ့နော်အကုန်လုံးအတူတူပါပဲအဲ့တော့ဒီလိုပုံစံလေးပေါ့ဒီနေရာမှာ bank code မှာကျမက petty cash မြန်မာကျပ်ပေါ့နော် petty cash ဆိုလို့ရှိရင် cash in hand ပေါ့နော် cash in hand ဆိုရင်ကျမက PTY MMK လို့ကျမရွေးမယ်ပေါ့နော်ဒီကုတ်ကိုတိုနဲ့ပဲ6လုံးစီကျမရွေးမယ်ပေါ့နော်ကုတ်ကလေးကိုလည်းကျမunit ဖြစ်အောင်ပေါ့နော်ကဏ္ဍ6လုံးဆိုကျမကဏ္ဍ6လုံးရွေးမယ် AYA MMK ဆိုရင် AYA USD ဒီလိုလေးရွေးမယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင် KBZ MMK ဆိုရင် KBZ USD ပေါ့နော်
ပြီးပြီဆိုရင် CB band ဆိုရင်တော့ကျွန်မက3လုံးလိုချင်တာဖြစ်တဲ့အတွက် CBB လို့ရွေးလိုက်မယ်ပေါ့နော်ဒီနေရာလေးမှာ CB band USD ပေါ့နော်ဒီလိုမျိုးဥပမာကျွန်တော်တို့ကဒီနေရာမှာဘာရှိအောင်မလဲဆိုဥပမာပေါ့ဒါ UAB ပေါ့နော် UAB MMK UAB USD ပေါ့နော်ဒီလိုမျိုးလေးကျွန်တော်ထည့်မယ်ပေါ့နော်အကောင့်ဘန်အကောင့်နံပါတ်တွေတော့ကျွန်တော်ထည့်တော့ပေါ့နော်ဒီကောင်လေးကိုကျွန်တော်လေးဆွဲလိုက်မယ်ပေါ့နော်ဟောဒီကောင်လေးကိုကျွန်မ control B ဆိုပြီးပို့လုပ်ပြီးတော့ center ပို့ထားလိုက်မယ်ဒီကောင်လေး F4 လေးနှိပ်လိုက်မယ် control B လုပ်လိုက်နော် control B လုပ်လိုက်မယ်လုပ်ပြီးတော့ဒီကောင်လေးကိုကျွန်မကဟိုလုပ်မှာမေ့လို့ဒီကောင် MMK ဒီကောင်ကကြတော့ကျွန်မ balance ယူနော် balance ယူမှာတော့ဒါ delete လိုက်မယ်ဒီကောင်လေးကို balance ပေါ့နော် balance ပေါ့နော်ဒီလိုမျိုးလေးသွားမယ်အဲ့တော့ဒီအောက်ကိုကျွန်မကဆွဲချလိုက်မယ်ပေါ့နော်ဆွဲချလိုက်ပြီးတော့ဒီနေရာလေးမှာtotal လေးသွားမယ်ပေါ့နော်ဒါကကျွန်မရဲ့ summary လေးပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်မဒီဘက်မှာ creation လုပ်မယ် create လုပ်မယ်ပေါ့နော်အဲ့တော့ကျွန်မကဒီနေရာလေးမှာဒီကနေစလုပ်မယ်တစ်ကနေ A ကနေစလုပ်လဲရတယ်နော်ဒီနေရာလေးမှာကျွန်မ date ပေါ့နော် date လို့ပြောမယ်ပြီးလို့ရှိရင်reference number ပေါ့နော် reference number လေးရှိမယ်နော်နောက်က description ရှိမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီကဲလို့ကျွန်တော်တို့တွေကပေါ့နော်တခုရှိတာကဘာလဲဆိုတော့ဥပမာကျွန်တော်တို့ exchange rate ကိုလည်း reference ထားခြင်းဆိုရင်ပေါ့နော်အဲ့ဒါကတော့ cash အတွက်ကတော့မလိုဘူးပေါ့နော်ကျွန်တော်တို့ဒီဟိုဟာအတွက်ပဲဒီအကောင့်သမားတွေအတွက်ပဲသူက currency တွေနဲ့လာလဲကျွန်တော်တို့က local ကို exchange rate တွေသူကexchange rate တွေ reference exchange rate တွေနဲ့မြှောက်ပြီးမှ exchange rate တွေသုံးပြီးတော့မှကျွန်တော်တို့ local currency ပြောင်းပြီးမှစင်းဆွဲရတာဆိုတော့လေ exchange rate reference လေးကလည်းလိုတယ်ပေါ့နော်အဲ့တော့ cash နဲ့ cash ဘက်က cash နဲ့cash စီမှာကတော့ဒီ exchange rate reference တော့မလိုဘူးပေါ့ဒါပေမဲ့ကိုယ့်စီမှာတော့လိုတယ်အဲ့တော့ exchange rate reference ကတော့ထည့်ခြင်းလဲဒီနေရာမှာထည့်ပေါ့နော်မလိုဘူးဆိုရင်လည်းမထည့်နဲ့ပေါ့နော်အဲ့တော့ကျွန်မကဒီနေရာမှာband code ပေါ့နော်ကျွန်မဒီနေရာမှာ band code သုံးထားတာဖြစ်တဲ့အတွက်ကျွန်မ band code လို့ပဲကျွန်မရွေးမယ်ပေါ့နော် band code လို့ပဲကျွန်မရေးလိုက်မယ်ဘန်ကုတ်လိုပဲရေးလိုက်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်မကcurrency ကိုရောဥပမာပေါ့မြန်မာကျပ်ဆိုရင်မြန်မာကျပ် currency တွေကိုပဲမြင်ကျင်သလား USD ဆို USD currency ကိုပဲမြင်ကျင်တာလားဒါမျိုးလဲကျွန်တော်တို့ filter တွေထောက်ပြီးကြည့်လို့ရအောင် currency လေးတစ်ခုတော့เนาะကျွန်မထည့်လိုက်မယ်ပေါ့နော်currency လေးထည့်လိုက်မယ်ပြီးရင်ဒီနေရာမှာ amount လို့ကျွန်မထည့်မယ်ပေါ့နော် amount နော် amount လို့ထည့်ပြီးဒီလိုတစ်ချောင်းကျော်မှာကျွန်မက in out balance ထည့်မယ်ပေါ့နော် balance ပေါ့နော် in balance ကိုထည့်ပြီးတော့ကျွန်မဒါလေးကိုအရင်ဆုံး create ဟွာလေးလုပ်လိုက်မယ်ပေါ့နော် create လုပ်လိုက်မယ်ဒီကောင်လေးကိုကျွန်မဘိုးလေးလုပ်ထားလိုက်မယ် okay เนาะလိုလေးသွားမယ်အဲ့လိုလေးသွားပြီးတော့ကျွန်မဒီနေရာမှာ2ခုလောက်လုပ်လိုက်မယ်ပေါ့နော်နောက်ဟိုကြတော့ဒီလိုသွားလိုက်မယ်နော်နောက်ဒီကောင်လေးကိုကျွန်မကဒီထီလေးယူထားလိုက်မယ်ပေါ့နော်ဘာလို့ကျွန်မအကုန်မြူလဲဆိုတော့ကျွန်မဒီနေရာမှာtable လုံးမှာမို့လို့ပေါ့နော်ဟုတ်ပြီအဲ့တော့ကျမတို့ကဒီမှာပေါ့နော်စင်းကင်ကျမတို့စင်းကင်နေတဲ့သူဆိုလို့ရှိရင်ကျမတို့က date ဒီလိုမျိုး date တွေသွားရတဲ့နေရာကြီးဆိုအများနဲ့ date format ကလေးချထားပေးရမယ်နော်အဲ့တော့ဒီမှာကျမထုံးစံအတိုင်းပဲ date format ဆဲတဲ့ကဒီမှာ date ကိုယူလိုက်တယ်ကျမအကြိုက်ဆုံးပုံစံကတော့ဒါလေးပေါ့နော်ဘာလို့လဲဆိုတော့ date နဲ့
man အနေနဲ့เนาะမှားမှာဆိုလို့ပေါ့เนาะတချို့ကြတော့လေကလေးတွေဆိုရင် dot တင်နဲ့ရိုက်တယ်ပေါ့เนาะအဲ့ဒါတွေကတော့ဒီစရင်းလုပ်မယ်ဆိုရင်တော့မရိုက်သင့်တော့ date format ကလေးသုံးရမယ်ပေါ့เนาะအဲ့တော့ distribution လေးရှိမယ်အဲ့တော့ဒီနေရာမှာ Bangkok နေရာမှာပေါ့เนาะကျမကဒီဘက်မှာရှိတယ်ကျမဒီနေရာဒီအမောင်လေးတစ်ခုကိုပဲကျမရိုက်မှာပေါ့เนาะဒီဘက်တွေကိုကျမလိုက်မရိုက်ဘူးဒီဘက်ကိုကျမ formula နဲ့ချိတ်မှာဖြစ်တဲ့အတွက်ပေါ့เนาะဘလို့ချိတ်မှာလဲဆိုတော့ဒီနေရာမှာကျမက caption hand ပေါ့เนาะကျမကဒီနေရာမှာ petty cash မြန်မာကျပ်လို့ပြောလိုက်ပြီဆိုရင်ပေါ့เนาะဒီနေရာမှာကျမက petty cash မြန်မာကျပ်ဆိုလို့ရှိရင်เนาะဒီနေရာမှာ petty cash မြန်မာကျပ်ဆိုရင်ဒီအကွက်ကလေးမှာကျမကအင်ခိုင်းမယ်အောက်ခိုင်းမယ်ပေါ့เนาะဒီနေရာလေးမှာကเนาะဒီနေရာလေးမှာကဥပမာပေါ့ petty cash USD ဆိုလို့ရှိရင်ကျမကဒီအကွက်ကလေးမှာအင်တာတို့အောက်တာတို့လုပ်ခိုင်းမှာပေါ့เนาะဒီလိုပုံစံမျိုးကျမဆွဲမှာပေါ့အဲ့ခါကျတော့ကျမတို့ကဒီနေရာလေးမှာ criteria ယူဖို့ဆိုလို့ရှိရင်ကျမတို့ကဒီနေရာမှာ data တွေကိုကန့်သတ်ထားရမယ်ပေါ့เนาะကန့်သတ်ထားမယ်ဥပမာကျမကဒီနေရာမှာ PTY -mmk လို့ရိုက်ပြီးတော့ကျမကဒီနေရာလေးမှာယူလိုက်တာကဒီလို space bar 2ချက်နဲ့ဆိုရင်တော့သူကဒီအောက်ကိုဝင်မှာမဟုတ်ဘူးပေါ့เนาะအဲ့လိုပုံစံမျိုးလေးရှိတယ်အဲ့တော့ကျမတို့ကဒီနေရာမှာ data တွေကိုကန့်သတ်လိုက်ရမယ်ဘယ်လိုကန့်သတ်မလဲဆိုရင်ဒီနေရာမှာကျမဖော်ထားတဲ့ဒီမှာရှိတဲ့ bank code တွေကလွယ်ရင်ကျန်တဲ့ code တွေရိုက်လို့မရအောင်ကန့်သတ်မယ်ပေါ့เนาะအဲ့တော့ဒီနေရာလေးမှာကျမဘာကိုပြောချင်လဲဆိုရင် data validation လို့ကျမပြောချင်တယ်ပေါ့เนาะအဲ့တော့ data validation ဆိုတာကကျမတို့ data validation ကကျမဒီနောက်ကလေးမှာပဲကျမပြောလိုက်မယ်ပေါ့နော် data validation ဆိုတာက data တွေကိုကန့်သတ်တာပေါ့နော်အဲ့တော့ data အောက်ကဒီမှာဘာရှိလဲဆိုရင် data အောက်ကဒီမှာ data validation အဲ့တော့ data validation မှာသူကဘာရှိလဲဆိုတော့ setting ရှိတယ် setting အောက်မှာ any value ဆိုတာကဒီမှာရှိတဲ့ cell ကွက်တွေအကုန်လုံးဒီသူကကြိုက်တဲ့စာရိုက်လို့ရတယ်ခဏန်းတွေလည်းရိုက်လို့ရတယ် text တွေလည်းရိုက်လို့ရတယ်ဘာပဲရိုက်လို့ရတယ်ဆိုတဲ့အနေအထားပေါ့နော်အဲ့ဒီမှာကျမတို့ကဒီနေရာမှာကန့်တက်လို့ရတယ်အခုကျမရွေးထားတဲ့ C3 ဆိုတဲ့ဒီ equal လေးကိုကျမကန့်တက်လိုက်မယ်ပေါ့နော် any value နာမှာဒီနေရာမှာ whole number လို့ကျမကန့်တက်လိုက်တယ်ဆိုရင်အောက်မှာကျမက between ကိုရွေးထားတယ် whole number အောက်မှာ between ရှိတယ် not between ရှိမယ် equal ရှိမယ်အကြိမ်ကျမ equal to ဆိုတာရေးထားလို့ဒီမှာ10လို့ပြောလိုက်လို့ရှိရင်ဒီနေရာမှာနံပါတ်10ကလွဲလို့ရှိရင်ကျမဘာမှရိုက်လို့မရတော့ဒါကိုသူ့ကိုဘာလုပ်ထားတာလဲဆိုကန့်တက်ထားတာပေါ့နော်အဲ့တော့ကန့်တက်ထားတာဆိုတော့ကျမတို့ကဒီနေရာမှာဒါလေးကိုကျမပြန်ပြီးတော့ဥစားလုပ်မယ်ပေါ့နော်ဒီကောင်လေးကိုကျမဖြတ်ချင်တယ်ဆိုရင်ဒီနေရာလေးကိုကျမ order avv ပေါ့နော်ဒါက order avv ဆိုတာ data validation ရဲ့ shortcut ကလေးပေါ့နော်အဲ့တော့ဒီနေရာလေးမှာwhole number ဖြစ်နေတာလေးကိုကျမ any value ပြောင်းလိုက်အဲ့ဒါဆိုရင်ကျမဒီနေရာမှာ17 12အကုန်ရိုက်လို့ရသွားပြီပေါ့နော်အဲ့တော့ data အောက်က data validation ကိုကျမပြန်ရွေးလိုက်မယ်ဒီနေရာမှာ whole number ရှိတဲ့ decimal ဆိုရင် decimal ပဲရိုက်လို့ရမယ်date ဆိုရင်သူ date ပဲ date တွေကိုကျမတို့ရွေးထည့်လို့ရတယ်date တွေဆိုလို့ရှိရင်လည်းဥပမာထားတော့ကျမကဒီမှာဟိုပါပေါ့နော်ထားပါတော့ဒီနေ့21ရက်6လလို့ကျမရွေးလိုက်မယ်ဆိုရင်ဒီနေရာမှာ21ရက်6လကရွေးလို့ရှိရင်ကျမက22ရက်6လလို့ရိုက်လို့မရတော့ဘူးเนาะဘာလို့လဲဆိုတော့ကျမ date တွေကိုကန့်သတ်ထားတာเนาะဒါဆိုရင် order avv နဲ့ကျမ data validation ပြန်ရမယ်အဲ့ဒီ date တွေရဲ့အောက်မှာ तू က equal ရှိတယ် between ရှိတယ်ဥပမာကျမတို့ကတစ်ခါကြလို့ရှိရင်ဒီအခုစင်းသွင်းနေတဲ့ဟာကိုတရက်เนาะတရက်တစ်လเนาะတရက်6လကနေပြီးတော့တရက်6လ26ကနေပြီးတော့เนาะ9ရက်6လဒါမှမဟုတ်လို့ရှိရင်ကျမတို့တစ်လစာစင်းသွင်းမယ်ဆိုပါတော့เนาะ30ရက်6လ26ထိပဲ30ရက်6လ26ထိပဲစင်းသွင်းလို့ရတယ်ဆိုပြီးကျမတို့ကန့်သတ်လိုက်မယ်ဆိုရင်ဒီတိုင်းကိုပေါ့နော်ဒီတိုင်းကိုအဲ့လိုမျိုးကန့်သတ်လိုက်မယ်ဆိုရင်သူ့ရဲ့ဒီတိုင်းထဲမှာကျမတို့ကပြီးခဲ့တဲ့လရဲ့ date တွေလည်းထည့်လို့မရတော့ဘူးနောက်လာမဲ့ date လည်းထည့်လို့မရဘူးဒီလ6လပိုင်းရဲ့ date တွေကိုပဲကျမတို့ကထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ order avv နဲ့เนาะ data validation ကအဲ့ဒီလိုမျိုးလေးကန့်သတ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒါကိုပြန်ပြီးယူမယ်ဆိုလို့ရှိရင်ကျမတို့ကဒီနေရာလေးမှာ date ရှိမယ်နောက်တစ်ခါ time ရှိမယ် test length အနေနဲ့ယူလိုက် test length ဆိုလို့ရှိရင်ဒီ quad ကလေးထဲမှာဘယ်နှလုံးပဲပေါ့နော်အမှာဆိုလို့ရှိရင်test length ဆိုလို့ရှိရင် minimum တစ်လုံးကနေပြီးတော့10လုံးပဲရိုက်လို့ရမယ်ဆိုလို့ရှိရင်ဒီနေရာလေးမှာကျမတို့က10လုံးပေါ့နော်10လုံးပဲရိုက်လို့ရမယ်နောက်တစ်ခါဆက်ရိုက်ကြည့်မယ်ဆိုရင်ရိုက်လို့မရသူက10လုံးကျော်သွားလို့ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းအမတို့သွင်းထားလို့ရတယ် order avv ပေါ့နော်အဲ့တော့ဒီမှာဒါ test line လေးလည်းအမတို့ကရွေးလို့ရတယ်ပေါ့နော်အဲ့တော့လက်ရှိမှာအမတို့ကဒီ list ကိုပြောချင်တာပေါ့နော် list ဆိုတဲ့နေရာမှာကျမတို့မှာပေါ့နော်ဒီဘယ်လို list ကိုလိုချင်တာလဲ list ဆိုတာကဒီလိုမျိုးပေါ့နော်ကိုယ့်စီမှာAABB CC ဒီလိုမျိုးပေါ့နော်အဲ့တော့ဒီပေါ့နော်ထားပါတော့အဲ့ list ဆိုတဲ့နေရာမှာဒီနေရာလေးကိုကျွန်မ delete လိုက်မယ်
အကယ်လို့ဒီနေရာက data validation ဝင်နေတယ်ဆိုလို့ရှိရင်ဒီနေရာမှာ any value လို့သွားမပြောဘဲနဲ့လုပ်လို့ရတဲ့နောက်တစ်နည်းကဘာလဲဆိုရင်ဒီကောင်အခုကျမတို့ဒီမှာတွေ့နေတဲ့ကောင်တွေကဒါ any value ရှိနေတဲ့အကွက်တွေပေါ့နော်အဲ့ဒါလေးကိုကျမတို့ copy ကူဒီထဲမှာ enter ခောက်လိုက်လို့ရှိရင်ဒီနေရာမှာ data validation ပြုတ်သွားတယ်ပေါ့နော်အဲ့တော့ဒီနေရာလေးကိုပဲထပ်ပြီးတော့ပြောမယ် order abb ပြောလိုက်မယ်အဲ့တော့ဒီနေရာမှာ list လို့ပြောမယ်ဆိုရင်ဒီ list မှာဘာတွေထည့်လို့ရလေလဲဆိုရင်ကိုကဒီထဲမှာရိုက်လို့ရတဲ့ကိုက3-4ခုလောက်ပဲလိုချင်တော့ AA, BB, CC, ပေါ့နော်ဒီလိုလေးရိုက်လိုက်ရင်ရတယ်သူကနဲလို့ရှိရင်တော့ကိုအဲ့ထဲမှာရိုက်ထည့်လိုက်ပေါ့ဒါပေမဲ့အရန်များလာပြီး EE เนาะ FF, GG เนาะ HH စသဖြင့်ပေါ့နော်ကျမတို့ဒီပေါ့ customer တွေဆိုလို့ရှိရင်အများကြီးလေเนาะ order abb လို့ပြောလိုက်ပဲ list ဆိုတဲ့နေရာမှာဒီလိုမရိုက်နိုင်တော့ဘူးဆိုရင်ဘာသွားလုပ်လို့ရလဲဆိုရင်ညီမြချင်းလို့ထိုးပြီးတော့ဒီလိုလေးသွားယူလို့ရတယ်name manager တွေနဲ့လည်းပြောထားလို့ရတယ်ပေါ့နော်အဲ့ဒါတွေကတော့ကျမရဲ့ YouTube မှာကျမတင်ထားတာရှိပါတယ်အသေးစိတ်ကိုတော့အဲ့မှာ name manager တို့data validation လို့သွားကြည့်ပေးပါနော်ဒီအဲ့ဆိုရင်ကျမဒါလေးကိုဒီမှာပဲဒီ data validation လေးကိုဒီလိုလေးသုံးတယ်ဆိုတာလေးပဲပြလိုက်တော့မယ်ပေါ့နော်အရန်အကျယ်မပြတော့ဘူးကျမကဒီနေရာလေးမှာကျမ data validation သုံးမယ် data အောက်က data validation เนาะပြီးရင်ဒီနေရာမှာ list လို့ပြောပြီးတော့ကျမဒီနေရာမှာသုံးချင်တာ bank code ဖြစ်တဲ့အတွက်ဒီနေရာမှာလာပြီးတော့ source လို့ပြောပြီးတော့ဒီနေရာမှာ bank code ကလေးကိုကျမလာယူလိုက်မယ် okay လို့ပြောလိုက်မယ်ဒါဆိုရင်သူကဘာဖြစ်သွားပြီလဲဆိုရင်သူ့ရဲ့ bank code ကလေးဒီမှာပေါ်လာပြီပေါ့နော်ကျန်တဲ့ဥမာပေါ့ကျန်တာတွေကျမတို့ဒီမှာ space bar တွေပုတ်ပြီးတော့ရိုက်ကြည့်လိုက်ရင်မရတော့ဘူးပေါ့နော်အဓိကဒီသူကရွေးချင်ရွေးမရွေးရင်ရိုက်ထည့်မယ်ဆိုရင်လည်းမှန်ရင်တော့ပေးမယ်ပေါ့နော်သူ့ရဲ့မှန်ရင်ပေးမယ်ပေါ့နော်အဲ့တော့ currency ကြတော့ဘယ်လိုလုပ်မလဲဆို left to right လို့နဲ့သုံးမယ်ဘာဖြစ်လို့ currency လဲဆိုတော့တစ်ခါကြလို့ရှိရင်ကျမတို့ဒီ amount ကိုပဲစစ်ကြည့်ချင်တာပေါ့နော် filter စစ်ကြည့်ချင်တယ်ဆိုလို့ရှိရင် currency ကို filter ထောက်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ currency လေးကိုဒီမှာမြန်မာကျပ်ဆိုတဲ့ currency ဆိုရင်ဒီနေရာမှာမြန်မာကျပ်ပေါ်ကျင်တာပေါ့နော်အဲ့ဒါကြတော့ကျမတို့ဘာနဲ့သုံးလဲဆို left to right တို့နဲ့သုံးတယ်ပေါ့နော်အဲ့တော့ left right ရဲ့သဘောတရားကြတော့သူကဘယ်လိုလဲဆိုတော့ဥပမာထားပါတော့ဒီလိုမျိုးလေးရှိမယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာကျမတို့ကဒီမှာ left ဆိုလို့ရှိရင် left လို့ပြောပြီးဒီရှေ့ကကဏ္ဍ3လုံးကိုလိုချင်တယ်ဆိုရင် left လို့ပြောပြီးတော့ test ကတော့ဒီက test အဲ့ဒီ test ထဲကနေပြီးတော့ဘယ်ဘက်ကဏ္ဍနှလုံးဆိုရင်သူက PT လို့ပြောရတယ်ပေါ့နော်3လုံးဆိုလို့ရှိရင်ကျမတို့က PTY လို့ပြောတယ်ဒါဘာလဲဆိုရင်ဒါ left ကိုယူလိုက်တာ right ကြတော့ညာနောက်ဖက်ပေါ့နော် RI GHT right နော် control A မခေါ်လဲရနော်အဲ့တော့ဒီကောင်လေးကညာဘက်3လုံးဆိုရင်လည်းကျမတို့ကဒီလိုလေးဆွဲလို့ရတယ်ဒါဆိုရင်ညာဘက်3လုံးအဲ့လိုပဲသူက middle ဆိုတာလည်းရှိရပေါ့နော် middle ဆိုလို့ရှိရင် test ပေါ့နော် middle ကြတော့သူတစ်ခုပို့တယ်နံပါတ်ဘယ်ကနေစမလဲဆိုတာပေါ့နော်အဲ့တော့ကျမတို့ကဒီကစကျင်တယ်ဥပမာကျမကလိုချင်တာက y ဆိုတဲ့y ရယ် dash ရယ် m ရယ်ဒီလိုအလဲကို3ခုလေးလိုချင်တယ်ဆိုရင်စမဲ့ကဏ္ဍဒီ1 2 3ဆိုတော့ start နံပါတ်က3ပေါ့နော်စုံတဲ့သူ့ရဲ့ကဏ္ဍသူကိုလိုချင်တဲ့ number of character ဘယ်လောက်လဲ y ရယ် dash ရယ် m ရယ်ဆိုတော့ကဏ္ဍ3လုံးပေါ့နော်ဒါမှမဟုတ်လို့ရှိရင် y ရယ် dash ရယ် m ရယ်ပေါ့နော်နောက်က k ကိုမယူဘူးဆိုတော့1 2 3 4လိုချင်တာကကဏ္ဍ၄လုံးဆိုရင်သူကဒီလိုပုံစံလေးသွားတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့သူကဘာလဲဆိုရင် middle ကိုပြောတာပေါ့နော် middle ဆိုရင်တော့သူကစမှတ်နဲ့အလုံးရေအတွက်နဲ့သူကပါမယ်ပေါ့နော်အဲ့လိုလေးတော့ကွာတယ်အဲ့တော့ကျမဒီနေရာမှာဘာလို့လိုချင်တာလဲဆိုတော့3လုံးပဲယူမှာဖြစ်တဲ့အတွက် left ပေါ့နော်ဒီကောင်ရှေ့ကကြတော့ရှေ့ကကြတော့left နဲ့ right နဲ့ရှိရနော် left နဲ့ right နဲ့ဆိုတော့ဒီရှေ့ကိုကြတော့ left ပေါ့နော်ဒီ PTY ကကြတော့ left ကျမတို့ကဒီ MM ကိုလိုချင်တာဆိုတော့ RIGHT right ပေါ့နော်ခွင်းစအဲ့မှာသူကဘာလဲဆိုရင် test ကတော့ဒါ comma number of character က3လုံးဆိုတော့ဒီလိုလေးပေါ့နော်အဲ့ဒါလေးကိုဒီလိုပုံစံလေးမကြည့်တတ်ဘူးဆိုလို့ရှိရင်လည်းကျမခေါ်နေကြအတိုင်း right လို့ရေးပြီးတော့ control A test ကတော့ဒါလေးပါလိုချင်တာ3လုံးလို့ပြရင်ဒီနေရာမှာ reset ပြနေတယ်ပေါ့နော်ဒီလိုလေးယူလိုက်မယ်ပေါ့နော်ယူပြီးတော့ဒီနေရာလေးမှာမှတ်ထားပါတော့ကျမက9000လို့ကျမပြောလိုက်မယ်ပေါ့နော်ပြောလိုက်မယ်ဒီနေရာမှာ date format ယူထားတာဖြစ်တဲ့တော့မှ1ရက်6လပေါ့နော်1ရက်6လနဲ့ reference number ကတော့ထားပါတော့တစ်ခုခုပေါ့အဲ့တော့ဒီနေရာလေးမှာဒီ in ဆိုတဲ့နေရာလေးမှာပေါ့နော်ကျမတို့ကဘာလေးပြချင်တာလဲဆိုတော့ဒီမှာ
in ဆိုတဲ့နေရာမှာသူက petty cash မြန်မာကျပ်ကို in ခိုင်းမှာဆိုတော့ဒီမှာ plus ဆိုရင်တော့ဒီမှာလာ in ခိုင်းမှာပေါ့နော် plus ဆိုရင်လာ in ခိုင်းပြီးတော့အကယ်လို့ဒီနေရာမှာက minus သွင်းရင်ပေါ့နော် minus သွင်းရင်ဒီနေရာမှာ5ပေါ်ကျင်တယ်ပေါ့နော်ဒါလေးကိုကျမတို့ကြည့်ကြည့်မယ်ပေါ့နော်ဒါကိုကျမတို့ကဒီနောက်ကဟာတွေကိုကျမတို့လိုက်မသွင်းဘူး formula ချိန်မှာပေါ့နော်အဲ့တော့ formula ချိန်တဲ့အခါမှာကျမတို့ကဘာလုပ်ပေးရမလဲဆိုတော့သူ့ရဲ့ logical ကကြတော့နှစ်ခုဖြစ်သွားပြီဘာလို့လဲဆိုတော့ဒီနေရာလေးမှာ petty cash mmk ဖြစ်ရမယ်ဒါဆိုရင်ဒီထက်တဲ့ဝင်မှာကျင်းသေးတယ်အဲ့ပြီးလို့ရှိရင်ဒီ in မှာဝင်ဖို့ကြတော့ b မှာ petty cash mmk ဖြစ်ရမယ် in ဝင်ဖို့ဆိုရင်ဒီနေရာမှာရှိတဲ့ကဏ္ဍဒီ greater than 0ဖြစ်မှာဝင်ခိုင်းရမယ်ဒါဆိုရင်သူ့ရဲ့ logic ကနှစ်မျိုးဖြစ်သွားပြီဒီနေရာမှာ petty cash ဖြစ်ရမယ်เนาะပြီးလို့ရှိရင်ဒီနေရာလေးဒီ petty cash ဒီနေရာမှာ petty cash ဖြစ်ရမယ်ပြီးရင်ဒီနေရာလေးဒီ greater than 0ဖြစ်ရမယ်ဆိုရယ် logic နှစ်ခုရှိတယ်ဒါဆိုရင်ကျမတို့ကဒီဘာကိုသုံးရမလဲဆိုတော့ n ဆိုတဲ့ဥစ္စာကိုသုံးရမယ်ပေါ့နော် n ဆိုတာ mass ပေါ့ ORO ဆိုတာကတစ်ခုမဟုတ်တစ်ခုပေါ့နော်အဲ့တော့ကျမတို့ n နဲ့ or လေးကိုတစ်ချက်ကြည့်ရအောင်ပေါ့နော်အဲ့တော့ဒီထဲမှာကျမတကယ်တော့ဒီဟာတွေကကျမရဲ့ YouTube မှာလည်းကျမ n တွေ or တွေတင်ထားပါတယ်ဒါပေမဲ့တွားကြည့်ဖို့အဆင်မပြေမှာဆိုလို့ဒီ file လေးတစ် file နဲ့ပဲအားလုံးအဆင်ပြေအောင်လို့ဒီထဲမှာပဲadvanced excel လေးလည်းထည့်ပြီးတော့တင်ပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ n လေး or လေးကိုကျမကြည့်ရအောင်ပေါ့နော်အဲ့တော့ကျမတို့ကဥပမာထားပါတော့ကျမဒီမှာ data တစ်ခုယူလိုက်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျမတို့ဒီ data လေးယူလိုက်တော့ဒီမှာဘာလေးရှိလဲဆိုတော့နာမည်လေးရယ်ဒါလေးရယ်ရှိမယ်ပေါ့နော်နော်အဲ့တော့သူကကြတော့ဗာလဲဆိုလို့ရှိရင်ဒီအောင်မှတ်ကလေးတွေပေါ့နော်သူ class လေးတွေပြီးရင် math မှာဘယ်လောက်ရတယ် history မှာဘယ်လောက်ရတယ်မြန်မာမှာဘယ်လောက်ရတယ် geography ဘယ်လောက်ရတယ် english မှာဘယ်လောက်ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ total mark ကလေးကတော့ total ကတော့ဗာလဲဆိုတော့ဒါ total ပေါ့နော် total ကကြတော့ဒီကတော့ sum နဲ့ပေါ့နော်ဒီလိုမျိုးလေးပေါ့နော်ဒါသူ့ရဲ့total ပေါ့နော် total အမှတ်ကတော့သူဒီလောက်ရမယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီနေရာမှာပေါ့နော်ဒီနေရာမှာကျမတို့ကဒီပါပေါ့နော်ဒီနေရာလေးမှာကျမတို့ကသူ့ကိုအောင်သလားရှုံးသလားသိစေချင်တာပေါ့နော် result ပေါ့ result ကိုကျမတို့သိချင်တာအဲ့တော့ result ကိုသိချင်တဲ့ဆိုတဲ့အခါကျတော့result ကိုသိချင်တာအဲ့တော့ result ကိုသိချင်တဲ့အခါကျတော့ကျမတို့ကဒီမှာရှိတဲ့เนาะဒီစာမွဲတွေဆိုလို့ရှိရင်ဒီမှာရှိတဲ့ဒီသူ့ရဲ့အမှတ်တွေဒီဘာသာရပ်တစ်ခုချင်းစီကို40အထက်เนาะ40အထက်ဖြစ်မှเนาะအားလုံးပေါ့เนาะ math ကလည်း40ဖြစ်ရမယ် history ကလည်း40အထက်ဖြစ်ရမယ်မြန်မာကလည်း40နဲ့40အထက်ဖြစ်ရမယ် geography ကလည်း40နဲ့40အထက်ဖြစ်ရမယ် english ကလည်း40နဲ့40အထက်ဖြစ်ရမယ်ဒါမှသာသူကအောင်ပါဘူးအဲ့တော့ကျမတို့ကအောင်တယ်ရှုံးတယ်ဆိုတာအရင်မကြည့်ပဲနဲ့အရင်ဆုံးဘာကိုကြည့်မလဲဆိုရင်သူ့ရဲ့ logical ကိုအရင်ကြည့်မယ်เนาะ true false နဲ့ logical ကိုကြည့်မယ်အဲ့တော့ကျမတို့က n ရယ် or ရယ်နှစ်ခုရှိတယ်ပေါ့နော် and เนาะ and or n ဆိုတာကဒါလည်းဖြစ်ရမယ်ဟိုကလည်းဖြစ်ရမယ်ပြောချင်တာကဒီ40အထက်ဒီကောင်ကလည်း40အထက်ဖြစ်ရမယ်ဒီကောင်ကလည်း40အထက်ဖြစ်ရဒီကောင်40အထက်40နဲ့40အထက်ဖြစ်ရမယ်အားလုံးမှန်မှသူက true ဖြစ်တာ n ဒီအားလုံးမှန်မှ true နော်ဟုတ်ပြီအော်ကြတော့အဲ့လိုမဟုတ်ဘူး तू ကကြတော့ဒီဟာက40နဲ့ဒီဘာသာရပ်တစ်ခုခုဒီ40နဲ့40အထက်ဖြစ်လျင်ဆိုတော့တစ်ခုတလေများနော်40နဲ့40အထက်ဖြစ်ပြီးကျန်တာတွေအကုန်လုံးက40အောက်ဆိုရင်လေအော်ကတစ်ခုလေးမှန်ရင်တောင်မှပဲ तू က true ဖြစ်တယ်ဒီကောင်ကအကုန်မှန်မှ true ဖြစ်တယ်အော်ဒီတစ်ခုလေးမှန်ရင်တောင် true ဖြစ်တယ်ဒီကောင်ကကြအကုန်မှန်ရင်အကုန်မှန် true ဖြစ်တယ်တစ်ခုလေးမှားရင် false ဖြစ်တယ်အော်ကကြတော့တစ်ခုလေးမှန်ရင်တောင်မှပဲသူကဘာဖြစ်လဲဆိုရင် true ဖြစ်တယ်အားလုံးမှားမှ false ဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ကျမတို့ဒီမှာ result ကလေးကိုကြည့်အောင်အဲ့တော့ဒီမှာဆိုရင်သူက40နဲ့40အထက်ဖြစ်ရမယ်ဆိုတော့တခုမှမားလို့မရဘူးလေနော်40အောက်ကိုတယောက်မှရောက်လို့မရအဲ့တော့40နဲ့40အထက်ဖြစ်မှ true ဖြစ်ခိုင်းရမှာဖြစ်တဲ့အတွက်ဘာကိုသုံးမလဲဆိုရင် n ကိုသုံးမယ်ပေါ့နော် and control a အဲ့တော့ logical ကကြတော့ဒီကောင်လေးဒီเนาะဒီကောင်လေးဒီ greater than or equal 14ဒါ logical တစ်ခုနောက်တစ်ခါ history လေးကလည်း greater than or equal 40ဖြစ်ရမယ်เนาะနောက် logical 3က
မြန်မာလေးကလည်း greater than or equal 40 ဖြစ်ရမယ်နောက် logical တစ်ခုက geography လေးကလည်း greater than or equal 14 ဖြစ်ရမယ်နောက်တစ်ခုက English လေးကလည်း sorry ဒီကောင်လေးပေါ့နော်ဒီကောင်လေးကလည်း greater than or equal 40 ဖြစ်ရမယ်အဲ့တော့ဒီမှာအားလုံး true ဆိုတော့ဒီမှာရှိရဲ့အောင်ဒီအကုန်လုံးက40နဲ့40အထက်တွေဖြစ်နေရဆိုတော့ तू က true ဖြစ်မှာပေါ့နော်အဲ့ဒီကောင် true အဲ့ဒါဆိုရင်ဒီလိုလေးဆွဲချလိုက်မယ်အဲ့တော့ဒီနေရာမှာ false ဖြစ်တယ်ကြည့်လိုက်ဘာဖြစ်လို့ false ဖြစ်လာလဲဆိုတော့ဒီမှာတဘာသာလေး तू ကြထားတယ်ဒါကြောင့်မို့လို့ तू က false ဖြစ်သွားတယ်ဒီမှာဆိုရင်လဲ तू က2ဘာသာ3ဘာသာ4ဘာသာဒီမှာအကုန်လုံးကြနေတယ်ဒါကြောင့်မို့လို့ तू က false ဖြစ်တယ်ပေါ့နော်အဲ့တော့ false ဖြစ်တယ်ဆိုတော့ကျမတို့ကဒီကောင်ကို true false လို့ကျင်တာမဟုတ်ဘူးဒီ true ဆိုတဲ့စာအထက်ကျမတို့ကဒီကောင်လေးကိုဒီ formula လေးသာမှန်မယ်ဆိုရင်pass ဆိုတဲ့စကားကိုလိုချင်တာပေါ့နော်အောင်မြင်တယ်ဆိုတာအဲ့တော့ဒါလေးကိုကျမတို့ဘာလုပ်မလဲဆိုရင်ဒီ formula လေးကို cut လုပ်လိုက်မယ်အဲ့တော့ဘာနဲ့ထပ်ချိန်မလဲဆို if control a เนาะအဲ့တော့ကျမတို့ရဲ့ logical စောစောတုန်းကကျမတို့ဆွဲထားတဲ့ formula လေးသာမှန်မယ်ဆိုရင်ကျမတို့ကဘာပြောချင်တာလဲဆိုရင် PASSED pass လို့ပြောပြီးတော့မှားတယ်ဆိုရင် FAIL fail လို့ပြောချင်တာပေါ့เนาะအဲ့တော့ဒီပုံစံလေးပေါ့ဒီလိုမျိုးလေးပေါ့အဲ့တော့ဒါကဘာလဲဆိုရင်ကျမတို့က and ကိုသုံးပြီးတော့ဒီဘာလဲဆိုရင်ကျမတို့ formula ကို true false လိုချင်တာမဟုတ်တဲ့အတွက် if နဲ့ပြန်အုပ်လိုက်တာပေါ့နော် okay အဲ့တော့ကျမတို့ or ကိုသုံးကြည့်မယ်ပေါ့နော် or ကိုသုံးကြည့်မယ်ဒီကောင်ကကြတော့ဗာလဲဆိုရင် distraction ပေါ့နော်ဒီ distraction ပါလားမပါလားဆိုတာပြောချင်တာအဲ့တော့ဒီပါလားမပါလားဆိုတာကဘာသာတစ်ခုကိုဒီဘာသာက40နဲ့40 sorry 80နဲ့80အထက်ဖြစ်မယ်ဆိုရင်ဒီပါတယ်ဒီဘာသာကလည်း80နဲ့80အထက်ဖြစ်ရင်ဒီပါတယ်ဆိုတော့ကျမတို့ကဘာသာရပ်တစ်ခုခုလေးတည်80နဲ့80အထက်ဖြစ်ရင်ဒီပါတယ်လို့ကျမကပြောချင်တာပေါ့နော်ဒါဆိုရင်အားလုံးပါစရာမလိုဘူးတစ်ခုလေးပါတာတော့သူဒီနဲ့ဒီဖြစ်တယ်လို့ပြောချင်တာပေါ့နော်အဲ့တော့တစ်ခုလေးပါရင်တော့ဒီဖြစ်တယ်ဆိုတော့ကျမတို့ကဘာကိုသုံးမလဲဆို or ကိုသုံးမယ်ပေါ့နော် or အဲ့တော့ဒါကိုလေကျမတို့ကဒီမှာဘာလုပ်လို့ရလဲဆိုရင်ဒီ formula လေးကိုပေါ့နော်ဒီ formula လေးကိုကျမ copy လိုက်မယ်เนาะ formula copy တော့ပါ copy ရင်တခြားဖြစ်နေမှာဆိုလို့ပါအဲ့တော့ဒီမှာပြန်ပြီးတော့ပြောလိုက်မယ်ပေါ့နော်အမှန်တကယ်ကတော့copy လိုက်ပြီးသုံးလိုက်ရင်လည်းရတယ်เนาะ or control A အဲ့တော့ဒီဟာလေးဒီ greater than equal 80เนาะဘာဖြစ်လို့လဲဆိုတော့ greater than equal 80ဒီကောင်လေးကလည်းเนาะ history လေးကလည်း greater than or equal 80เนาะသူကပြီးတော့မြန်မာလေးကလည်း greater than equal 80အထက်ပေါ့နော်မြန်မာပြီးတော့ geography လေးကလည်း greater than equal 80เนาะ English လေးကလည်း greater than equal 80ပေါ့အကယ်လို့တချို့ဘာသာ85ဆိုရင်တော့85အပေါ်မှာထည့်ပေါ့နော်သူဒီပါမပါဆိုတာပြောချင်တာပေါ့နော်အဲ့တော့သင်္ချာတို့ဘာလို့ဒီမှာ math က85အထက်ဆိုရင်လည်းဒီမှာဥပမာထားပါတော့ math ဆိုလို့ရှိရင်ဘယ်လောက်လဲ math ကအရင်ဆုံးเนาะ E24 ဒီ85အထက်မှာဒီပါတယ်ဆိုရင်ဒီမှာ85ပေါ့ဥပမာမြန်မာစာဆိုရင်85အထက်မှာဒီပါတယ်ဆိုရင် G ပေါ့เนาะG လေးကဒီကောင်လေးဆိုရင်85အထက်ဆိုရင် G ပါတယ်ဆိုရင်85လို့ပြောလိုက်မယ်ပေါ့နော်အဲ့ဆိုရင်သူကဘာဖြစ်သွားလဲဆိုတော့ဒီမှာဘာသာတစ်ခုခုဒီမှာလေ false ဒါမှဒီမှာ true တွေရှိတယ်အဲ့တော့ or ရဲ့သဘောတရားဒီတစ်ခုလေး true တာနဲ့ true လို့ပြောတာပေါ့နော်ဒါကြောင့်မလို့သူကဒီကောင်လေးကကြာတော့ဘာဖြစ်လဲဆိုလို့ရှိရင်သူကတဘာသာမှာဒီပါတယ်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်လည်းသူက80ဆိုတော့ဒီ English ကသူက85နဲ့ပြောထားတာဆိုတော့ English ကဘယ်လောက်လဲ80နဲ့ပြောထားတာဆိုတော့80ဖြစ်နေလို့เนาะ80နဲ့80အထက်လို့ပြောထားလို့เนาะဒီကောင်လေးကြကြည့်ဒီကောင်တဘာသာမှမပါအဲ့တော့ or ရဲ့သဘောတရားဒီအားလုံး false ဖြစ်မှာသူက false တာเนาะတခုလေးဥမာပေါ့အကယ်လို့ဒီနေရာမှာ80နဲ့5လို့ပြောလိုက်ရင်သူ true ဖြစ်သွားမှာပေါ့เนาะဘာလို့လဲဆိုတော့တခုမှန်တာနဲ့သူက true တာเนาะဒါကိုပြန်လိုက်မယ်အဲ့တော့ဒါဆိုအမားတို့ကဒီကောင်ကို true လို့ကျင်တာမဟုတ်ဘူးဘာလို့ကျင်တာလဲဆိုတော့ဒီပါလားမပါလားလို့ကျင်တာပေါ့เนาะအဲ့တော့ဒီကောင်လေးကိုအမားတို့က cut လုပ်မယ် cut เนาะ if control A เนาะခုနအမတို့ပြောထားတဲ့ formula လေးအဲ့ formula လေးဒါမှန်တယ်ဆိုရင်ပေါ့နော်မှန်တယ်ဆိုရင် DIS distraction နဲ့အောင်တယ်လို့ပြောချင်တာပေါ့နော်မှားတယ်ဆိုရင်တော့
space ပေါ့နော်ဘာမှမပါဘူးဆိုတဲ့သဘောပေါ့နော်ဒီမပါဘူးလို့ပြောတာပေါ့နော်ဒါဆိုရင်ဒီကောင်လေးတွေကတော့ဒီတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အောင်တာလားကြတာလားဆိုတာကတော့ဒီမှာဟိုပါမဖြစ်ဘူးပေါ့နော်ဒီကောင်လေး result လေးကိုပဲပြောတာအဲ့တော့ဒီမှာထပ်ပြီးတော့ပေါ့နော်ထပ်ပြီးတော့သူ့ကိုdistraction နဲ့အောင်တယ်လို့အောင်တာလေးကိုပဲပြောချင်တယ်ဆိုလို့ရှိရင်ဒီကောင်ကဘာဖြစ်သွားလဲဒီကောင်စောစောဟိုအကြီးကိုယူလိုက်လို့ဒါကဘာလဲdistraction ဟုတ်တယ် result d ပေါ့နော်ဒီကောင်လေးကိုတော့ result d ပေါ့ဒီ result လို့ရေးလိုက်မယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီဘက်မှာကြည့်တဲ့အခါကျတော့ password d ဆိုလို့ရှိရင်တစ်ခါလေးပြောလိုက်မယ်နော်အဲ့တော့ password d ဆိုရင်ဒီမှာ pass ဖြစ်မယ်ဒီမှာလည်း dis ပါမယ်ဆိုမှ password d မှာပေါ့နော်အကယ်ဒီမှာကတော့fail ဖြစ်ပြီးဒီမှာ dis ပါရင်လည်းသူက password d မဟုတ်ဒီမှာ pass ဖြစ်တယ်ဒီမှာ dis ပါတယ်ဆိုရင်တော့ password d ဖြစ်မယ်ဆိုတော့သူက pass လည်းဖြစ်ရမယ် dis လည်းဖြစ်ရမယ်လို့ပြောတာဖြစ်တဲ့အတွက် n နဲ့ပဲတစ်ခါထပ်ချိန်မယ်ပေါ့နော် n နဲ့ပဲထပ်ချိန်မယ်ဘယ်လိုလဲဆိုတော့ password d လို့ပြောချင်တာပေါ့နော်အဲ့တော့ဒီဟာဆိုလို့ရှိရင်ဒီမှာ pass လည်းဖြစ်ရမယ်ဒီမှာ dis လည်းဖြစ်ရမယ်ဆိုတော့သူကမရတော့ n နဲ့ပဲပေါ့နော်အဲ့တော့ညီမချင်း and control a ဘာလေးလဲဆိုရင်ဒီနေရာလေးဒီညီမချင်း pass ဒါမဲ့ဒီမှာဒီ formula တွေထဲမှာ test တွေကိုသုံးတဲ့အခါဒီတိုင်းသုံးလို့မရဘူး open embedded close embedded သုံးလို့ရမယ်ဒါမှသာဒီရှေ့မှာခုရှိတယ်ဘယ်လောက်လဲဆိုရင် k24 လေးက pass မလို့သူကဒီဖြစ် true ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီနေရာလေးကလည်းဘာလဲဆိုရင် dis ဖြစ်ရမယ်တေးသေးကြည့်ကြည့်ရနော် dis ဖြစ်ရမယ်ဒါဆိုရင်ဒီရှေ့မှာဆိုလို့ရှိရင် pass ရဲ့ dis ဖြစ်နေတဲ့အတွက်သူက true လို့ပေါ်တာပေါ့နော်အဲ့တော့ဒါဆိုရင်သူက password d လို့ပြောချင်တယ်ဆိုရင် pass ရဲ့ dis ရဲ့ဆို true ပေါ့ဒီမှာ dis တော့ပါတယ် pass မဟုတ်တော့ false ဖြစ်တယ်ဒီမှာ pass ပါတယ် dis ဆိုတော့ဒီမှာ true ပေါ့နော်ဒီမှာကျတော့သူက fail ဖြစ်နေတယ်ဒါကြောင့်မလို့ dis လည်းမပါဘူး fail လည်းဖြစ်တယ်ဆိုတော့ false ပေါ့နော်ကိုလိုချင်တာ true false မဟုတ်ဘူး password d လို့လိုချင်တာဖြစ်တဲ့အတွက်အဲ့ဒီကောင်လေးကို if နဲ့ထပ်ချိန်မယ် if control a ဒီကုန်းကပြောထားတဲ့နော် formula လေးဒီအဲ့ formula လေးမှန်မယ်ဆိုလို့ရှိရင်ဘယ်လိုရေးမလဲဆိုရင် password d လို့ရေးမယ်ပေါ့အကယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ space ပဲပေးပေါ့နော်အဲ့တော့ဒါလေးဆိုလို့ရှိရင်သူကဘာဖြစ်သွားလဲဆိုရင်ဒီနဲ့အောင်တဲ့လူကိုဒီမှာပေါ်လို့ရပြီပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်သွားပြီ okay အဲ့ဒါဆိုရင်ဒါ n ကိုတိဆောက်တဲ့သဘောပေါ့နော် okay အဲ့တော့ဒီနေရာမှာသွားမယ်ပေါ့နော်အဲ့တော့ file လေးကတော့နည်းနည်းရှည်မယ်ထင်တယ်32မိနစ်မှာဖြတ်လိုက်အောင်မယ်ပေါ့နော်ဒီနေရာလေးကိုချိတ်တဲ့ဟာလေးကိုနောက်ဗီဒီယိုကြမှာပဲသွားရမယ်အားလုံးပဲနောက်ဗီဒီယိုလေးမှာထပ်ပြီးတော့တွေ့ပါမယ်